လာတရားဆိုတာတည်ငြိမ်မှုမရှိကြောင်းလက်တွေ့ပြသလိုက်တဲ့ကြောက်ကဲယောဂအသေးလေးမန်နင်းသက်စုံမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့အလာတရားဆိုတာတည်ငြိမ်မှုမရှိဘူးဆိုတဲ့သဘောတရားကိုလက်တွေ့ပြသခဲ့တဲ့ကြောက်ကဲယောဂအသေးလေးမန်နင်းသက်စုံရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်လက်တလုံး online ပေါ်မှာသူမရဲ့ယောဂအခြေအနေကြောင့်စိတ်ကူးသားစိတ်ခက်ခဲတွေဖြည့်ရှင်းဖို့ရှိသည်များမာနခဝါချကားလိုင်းပေါ်မှာအခုညီတောင်းခံရသူတွေကတော့အသက်20ကျော်ရွှေမိမပြိုလေးမန်နင်းသက်စော်ပဲဖြစ်ပါတယ်။မန်နင်းသက်စော်ဟာကြောက်ကဲပျက်စီးသွားခဲ့လို့ကြောက်ကဲစီကအသက်ဆက်နေကြရတာ3နှစ်ကျော်ရှိခဲ့ပြီပဲဖြစ်ပါတယ်။အရှင်ကဗန်ဝင်တဲကောက်မလေးဖြစ်အရှမ်းကိုမှလှပခဲ့တဲ့သူမရဲ့ပုံရိပ်တွေဟာပရိသတ်တွေကိုတရားကျသွားစေခဲ့တာပဲဖြစ်ပါတယ်။အသားဖြူဖြူသပင်းရှိရှိလေးနဲ့ပိတ်ပိန်ပါပါလေးလှပခဲ့တဲ့သူမဟာကြောက်ကဲယောဂခံစားရပြီး3နှစ်တွင်မှလည်းဘိုက်တွေစမကြံပူဖောင်းပြီးတော့အရှိုးပေါ်အရှိတင်အသားရင်မွေးချမှုတွေနဲ့လုံးဝယောဂတဲ့တရားဖြစ်ပြောင်းလဲသွားခဲ့ရပြီပဲဖြစ်ပါတယ်။မတ်တန်နေစောကြောက်ကဲစီးဖို့အတွက်လစဉ်စိတ်ကူးသားစီတသက်ကိုပင်15သိန်းနဲ့30ကြားမှာကုန်ကျနေတာဖြစ်ပြီးတဝီတဲ့သောသမီးဖြစ်တဲ့သူမကိုမိဘတွေကအစွမ်းကုန်ထုခွင်းရောင်းချကုသပေးခဲ့တာဖြစ်ပါတယ်။မိသားစုရဲ့အနေနဲ့ဒီစိတ်ကူးသားစီးတွေကိုလုံးဝမတက်နိုင်တော့လို့သာအဆက်တွေမာနာတွေကိုပေးစိတ်ကလိုင်းမော်တဲ့ကုနီတောင်းခံကဆက်လက်စိတ်ကူးသားခဲ့တာပဲဖြစ်ပါတယ်။အရှင်တို့ကမိမလာလေးဖြစ်ခဲ့သူမတ်တန်နေစောကတော့အရှင်ကအရန်ကိုမှလာကြိုက်ခဲ့သူဖြစ်ပေမယ့်အခုချိန်မှာတော့မန်တာမကြည့်ရတဲ့အထိသူမရဲ့ကြောက်ကဲယောဂဟာနှိမ့်ဆက်ခဲ့ပြီပဲဖြစ်ပါတယ်။မတ်တန်နေစောရဲ့ဖြစ်ကြောက်ကဲယောဂဟာလည်းတကယ့်ကိုမှအလေးထားပြီးမဖြစ်အောင်စင်ကြင်နေထိုင်တဲ့ယောဂတစ်ခုဆိုတာကိုအသိပေးလိုက်သလိုပါပဲ။ကြောက်ကဲပျက်စီးသွားရင်လူတစ်ယောက်ရဲ့ရုပ်ဆင်းအင်္ဂါပိုင်းမှာရောစိတ်ကူးသားစီရဲ့ကြီးမြင့်မှုတွေကရောလူတစ်ယောက်ကိုနှိမ့်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ဒီတဲ့ပရိသတ်ကြီးတို့လေကြောက်ကဲယောဂကိုမဖြစ်ပွားအောင်ကျမ်းမာတဲ့နေ့စဉ်စားသောက်မှုပုံစံတွေနဲ့အထူးကြိုတင်ကောက်ွယ်ဖို့လိုအပ်တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကြောက်ကဲယောဂပြင်းပွားမှုနှုန်းကလည်းအရှမ်းကုန်မြင့်တက်နေတဲ့အတွက်နားလေတဲ့ကျန်းသူများကကြောက်ကဲယောဂမဖြစ်ပွားအောင်ဒီလိုတွေစားသောက်နေထိုင်တဲ့ကြောင်းဝင်ရောက်ပြောဆိုထားတာတွေကိုတွေ့ရတာပဲဖြစ်ပါတယ်။ကြောက်ကဲမပြည့်စည်အောင်ထိမ့်သိမ်းဖို့အသိစားခောက်ဆွဲကြောက်တွေရှောင်းဒါရှိခန့်စီးပါတဲ့အချို့ရည်တွေရှောင်းအရှမ်းငန်လုံးနာနဲ့အချို့ရဲစားတွေကိုရှောင်းအသားစိမ်ငါးစိမ်စားတွေကိုရှောင်းပြင်းနေစားကိုတပတ်မှာ2ရက်3ရက်ထက်ပိုမစားပါနဲ့နေပူချိန်ပြင်းနေကိုအုတ်ထုတ်မပါဖက်နဲ့မပါဝဲနေသွားတာတွေကိုရှောင်းမင်းကလေးဆိုတော့မိမက်ကိုစီးသွားတိုင်းစင်ကြအောင်ဆေးဖို့မမေ့ပါနဲ့အုံရင်မြများတောက်ပြီးပါအေးဖြိုရည်တောက်ချင်ရင်တတိတလက်ဆက်ဆက်ကိုကိုယ့်အကိုဖြော်ပြီးတော့တောက်ပါကိုတဲ့လှူရှာမှုမြများလှုပ်ကြပါမြမပြည်သူတွေကတငင်းတီးရင်စားကြတယ်တငင်းတီးကအစိတ်တီးပါစားတိုင်းကြောက်ကက်ကိုပဲသွားထိခိုက်ပါတယ်တချိန်တိုင်းကြောက်ကက်ပြက်မှတေးကြပါပြီခုပတ်ဝန်းကျင်မှာဒီကြောက်ကဲယောဂတွေကြီးတွေ့ရလို့တရင်ဒီကိုရှောင်ခဲ့တာဆယ်စုနှစ်တခုကျော်ခဲ့ပြီရှောင်နိုင်ရင်ကောင်းဆုံးပဲဖြစ်လာမှဆိုရင်ကြောက်ကဲယောဂကကူရခက်ပြီးတော့ငွေရန်ကုန်နေကိုရီဆိုရင်တော့အသားဖြူစေတဲ့ကောလိပ်ချင်းတွေတောက်ဖို့စိတ်ကူးခဲ့သေးတယ်တငယ်ချင်းတယောက်ရန်လာချင်းစောမျှပြီးတော့ကောလိပ်ချင်းတွေဝဲတော့အသားဖြူစေတွေဝဲတော့နေမကြပါဘူးကြောက်ကဲပျက်စီးပြီးတော့ဆုံးသွားခဲ့တာအဲ့ဒီကကိုလေးကြောက်သွားတာအလားတရားဆိုတာမမြဲဘူးဘာပဲလို့အချိန်တန်ရင်ပျက်စီးမှကျမကြီးကသာအရေးကြီးဆုံးဆိုတာနားလည်သွားခဲ့ပြီဆိုပြီးသူတို့ရဲ့တွေ့ကြုံလေးတွေကိုဝင်းမြပြောဆိုထားတာတွေတွေ့ရတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့လေးကြောက်ကဲယောဂကိုစင်ကျင်ကာဝယ်နိုင်ဖို့တင်ဆက်ပေးလိုက်ရှာပါတယ်နော်။